Hello guys ဒီနေ့မှာတော့ Pino of Juras တွေအကြောင်းပြောကြရအောင်။တမရဲ့တစ်ခေတ်တစ်ခါအချိန်ကာလတနည်းအားဖြင့်အလဲပိုင်းခေတ်ကာလတွေဖြစ်တဲ့15ရာစုကနေ18ရာစုအစောပိုင်းကာလတွေမှာမဂယ်လူမျိုးတွေကဆုံးမတွေမော်ဆရာတွေကိုလိုက်လံဖန်ဆီးတပ်ဖြတ်ခဲ့တဲ့အဖြစ်အပျက်တွေရှိခဲ့ပါတယ်။အဲဒီကာလကိုအဓိကအားဖြင့် History period လို့ခေါ်ကြပါတယ်။ဘာလို့လိုက်လံဖန်ဆီးတပ်ဖြတ်ခဲ့ကြလဲဆိုရင်မကယ်လူမျိုးတွေကမော်ပညာအသုံးပြုနိုင်တဲ့ဆုံးတွေမော်ဆရာတွေကိုမကောင်းဆိုးဝါးတွေနဲ့အဆက်အသွယ်ရှိတဲ့အန္တရာယ်များတယ်ပြီးတော့မော်ပညာရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုနားမလည်တဲ့အတွက်ကြောင့်ကြောက်ရွံ့ပြီးအမဲလိုက်ခဲ့ကြတာပါအများဆုံးအမဲလိုက်ခဲ့ကြတာတော့ယူရိုနဲ့အမေရိကဘက်မှာပါဒါကတမိုင်းထဲမှာတကယ်ဖြစ်ခဲ့တာတွေဖြစ်ပြီးဒီအချက်ကြောင့်ပဲမော်လကကိုပို့ပြီးလျှို့ဝှက်နေထိုင်စေခဲ့တာပါဒီလိုမျိုးလျှို့ဝှက်နေထိုင်လာရတဲ့ပတ်ဝန်းကျင်မှာလည်းဆုံးမတွေမော်ဆရာတွေဆိုတာမကောင်းတဲ့သူတွေလိုဆက်ဆံခံလာရတဲ့အချိန်မှာမော်ဆွဲရင်ပါလာတဲ့ကလေးတွေကသူတို့ရဲ့ magic ability ကိုကြောက်ပြီးအတင်းဖိနှိမ်ဖို့ကြိုးစားလာကြပါတယ်။အနိုင်ကျင့်နှိပ်စက်ခံရတာတွေကနေလွတ်အောင်စွမ်းအားတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာမသိယူပဲဖိနှိမ်ထားတဲ့အချိန်မှာသူတို့ရဲ့စွမ်းအားတွေကအနက်ရောင်မတည်ငြိမ်တဲ့ energy ပုံစံပြောင်းလဲသွားပါတယ်။ဒီလိုဖြစ်စဉ်မျိုးကို obscurus လို့ခေါ်ပါတယ်။ obscurus ကိုတည်ဆောင်ထားတဲ့ကလေးကိုတော့ obscurial လို့ခေါ်ပါတယ်မတည်ငြိမ်နဲ့တားဆီးမရတဲ့အနက်ရောင်စွမ်းရည်တွေကနောက်ဆုံးမှာတော့ပောက်ကွဲတိုက်ခိုက်လာပါတော့တယ်။နောက်ပြီးပျောက်ကွယ်သွားကြရပါတယ်။ Obscurus လက်ကောင်ရဲ့တက်တန်းက10နှစ်ထက်ပိုပြီးအသက်မရှင်နိုင်ပါဘူး။ Credence ဘဲပုံကတော့ပိုပြီးအသက်ကြာရှင်နိုင်ခဲ့တဲ့ Obscurial တူပါ။ဒီကြောင့်ကို Fantastic Beasts series မှာလေ့လာနိုင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်လာမယ့်အပိုင်းတွေမှာလည်း Wizarding World နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအားပေးကြည့်ရှုပေးကြပါအောင်ရှင်။